ဇလန်ဟာအမေဖြစ်သူဆေးလိုမီတေဆုံးသွားခဲ့တဲ့လူငယ်လေး George အကြောင်းနဲ့စတင်ထားပါတယ်။သူဟာတခါမှမတွေ့ဘူးတဲ့သူ့ရဲ့အဖွားချစ်သူ Smurf နဲ့တွားရောက်နေထိုင်ခဲ့ရပါတယ်။ Smurf ဟာတာမန်အဖွားကိုတယောက်မဟုတ်ဘဲဒုစရိုက်လောကကိုလက်ဝါးကြီးအုပ်ထားတဲ့ gang boss တယောက်ဖြစ်နေတာကို George တယောက်အံ့ဩဖွယ်သိရှိခဲ့ရပါတယ်။ Smurf ရဲ့သားတွေဖြစ်တဲ့ George ရဲ့ဦးလေးတွေဟာဓားပြတိုက်မှုတစ်ခုမှာအမာယွင်းထိခဲ့တာကြောင့်အိမ်မှာပဲပုန်းအောင်နေကြရပါတယ်။တနေ့မှာတော့ Smurf ကသူမကိုရဲတွေဖမ်းဆီးသွားပြီဖြစ်ကြောင်းသားတွေစီစာပို့ပြီးအမြန်ဆုံးထွက်ပြေးဖို့တတိပေးခဲ့ပါတယ်။သားတွေအားလုံးထိတ်လန့်တကြားနဲ့ကိုထောင်တစ်ခုမှတွားရောက်ပုန်းခိုခဲ့ကြပြီးတယောက်နဲ့တယောက်အပြစ်တင်ခဲ့ကြပါတယ်။တကယ်တော့ဒါဟာ Smurf ရဲ့အကွက်ကြစမ်းသပ်မှုတစ်ခုသာဖြစ်ပါတယ်။သူမဟာသားတွေကဘသူကသူမကိုကြောခိုင်းပြီးတခြားအလုပ်တွေခိုးလုပ်နေတယ်လဲဆိုတာကိုသိချင်တာကြောင့်အခုလိုဖမ်းဆီးခံရဟန်ဆောင်ခဲ့တာပါ။နောက်ဆုံးမှာတော့သားအကြီးဆုံးကသူတို့ရဲ့ရှုပ်ဝက်ချက်တွေကိုဖွင့်ဟဝန်ခံခဲ့ရပါတယ်။ဒါပေမဲ့သူမကိုအံ့ဩစေခဲ့တာကတော့မြဲဖြစ်သူ George ပါပဲ။သူဟာအစကတည်းကအရာအလုံးကိုသိနေခဲ့ပေမဲ့တခွန်းမှမဟပဲနှုတ်လွန်ခဲ့တာကြောင့် Smurf ဟာ George ကိုအထင်မသေးသင့်ဘူးဆိုတာနားလည်သွားခဲ့ပါတယ်။သူတို့မိသားစုဟာငွေကြေးအခက်ခဲနဲ့ရင်ဆိုင်လာရတဲ့အကြနောက်ထပ်အကြီးစားစီမံကိန်းတစ်ခုကိုချမှတ်ခဲ့ပါတယ်။အဲ့ဒါကတော့ Marine Corps ရဲ့စစ်တပ်အခြေစိုက်ခန်းတစ်ခုကိုဓားပြတိုက်ဖို့ပါပဲ။အဲ့ဒီနေရာမှာငွေသားအများရှိနေပေမဲ့လုံခြုံရေးကလည်းအလွန်တင်းကျပ်လောက်ပါတယ်။ဒါကြောင့်သူတို့ဟာတက်တွင်းကတည်င်းဘေးတယောက်ကိုအပူတပြင်းလိုအပ်နေခဲ့ပါတယ်။ဦးလေးဖေသူ Pop ကအကြံတစ်ခုရခဲ့ပါတယ်။သူတို့ဟာ George ရဲ့ချစ်သူကောင်မလေးရဲ့အိမ်ကိုခိုးဝင်ပြီးရှုပ်ဝက်ဖိုင်တွေကိုခိုးယူခဲ့ကြပါတယ်။တိုက်ဆိုင်ပဲ George ရဲ့ချစ်သူရဲ့အဖေဟာအဲ့ဒီစစ်ကအခြေစိုက်ခန်းကအရာရှိကြီးတယောက်ဖြစ်နေတာပါ။အခုဆိုရင် George ဟာအကြက်အသေးကြီးနဲ့ရင်ဆိုင်နေပါပြီ။သူ့ရဲ့မိသားစုဦးလေးတွေကိုကူညီမလား။ဒါမှမဟုတ်သူ့ရဲ့အနာဂတ်ယောက်ျားလောင်းကိုကူညီမလား။ George ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်